ဆရာဝန်အားလုံးဆေးစာများကိုရှင်းလင်းပြီးသက်သာစွာရေးရန်အိန္ဒိယတရားရုံးညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။ဖတ်ရမရပေါ်ဆေးစာဆေးညွှန်းများကြောင့်ဆေးမတောက်မိခြင်းဆေးမကုသမိခြင်းတို့ဖြစ်မလာစေရန်ဆရာဝန်အားလုံးဆေးစာများကိုရှင်းရှင်းလင်းလင်းပြီးသက်သာရေးရန်အိန္ဒိယနိုင်ငံရှိပန်ဂျပ်နှင့်ဟရီယာနာတရားရုံးကအမိန့်ချညွှန်ကြားလိုက်သည်။မော်ဒိန်မှုလှည့်စားခံရမှုတို့ဖြင့်အမျိုးသမီးတို့တိုင်ကြားထားသည့်အမှုပေါ်ပေါက်လာပြီးနောက်တရားရုံး၏ညွှန်ကြားချက်ထွက်လာခြင်းဖြစ်သည်။ယင်းမှုနှင့်ပတ်သက်ပြီးတသက်ခံအဖြစ်တင်ပြသည့်ဆရာဝန်ဆေးစာကိုတရားသူကြီးဂျက်ဂူပရိစင်ဘူရီကစစ်ဆေးရာဖတ်မရခဲ့ဟုဆိုသည်။အမျိုးသမီးကိုအစိုးရဆရာဝန်တဦးကစစ်ဆေးရေးပေးထားသည့်ဆေးစာချိတ်ပြီးတလုံးမှနားလည်အောင်ရေးမထား။ဤပညာနဲ့ကွန်ပျူတာများအလွယ်တကူရှိနေခြင်းတွေအစိုးရဆရာဝန်များကဆေးစာကိုလက်ရည်နဲ့ရေးနေခြင်းကအံ့ဩစရာဖြစ်ကြောင်းလက်ရည်နဲ့ရေးပြန်တော့လဲဆေးရောင်းသူအချို့မှလွဲပြီးမြည်သူမှဖတ်မရအောင်ရေးထားကြောင်းတရားသူကြီးပူရီက၎င်း၏ထုတ်ပြန်ချက်တွင်ဆိုသည်ဒီသတင်းကတော့11 Media Group မှကောင်းနှုတ်တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။ရားကြောင့် entertainment ကိုလည်း follow လေးမလုပ်ရသေးရင် follow လေးလုပ်ထားပေးပါအောင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်